ယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရရှစ်လောင်းတင်အဝဲမှာဥပြည့်စေခဲ့ဆရာတော်ဖယားကရှာပြဖို့အမိသားကိုညာတို့လိုက်တာရမယ်ညာတို့ကြည့်ဖို့ဝါရခထာဟောကြားတဲ့အမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမီမျက်ရည်ဆိုဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရဟရှစ်လောင်းတင်အဝဲမှာဥပြည့်စေခဲ့ဆရာတော်များကပစီဖြစ်မဲ့အမိသားကိုရှာတို့လိုက်တာရမယ်ရှာတို့ကြည့်ပြီးဩဝါဒထာဟောကြားတဲ့အမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီးရည်လေးဆိုရှင်ဝင်ပိုက်ခံမွေးခင်ရလို့အမိရင်ထဲမှာအမြဲတည်းကလေးလို့တာလူပြီးဖြစ်ဖြစ်မဲ့အမိမခွဲရနိုင်လို့လောကအချစ်တင်ဘဝချီဝင်းဝဲရောက်ပြီးမို့ရဟန်းပေါင်းတွင်တွတ်တွင်မို့လို့အပေတကားပိတ်လို့ချမ်းတကားဖွင့်ပြီးွယ်ဝမ်းသာမျက်ရည်ဆိုတော့တင်ဝီမဲ့အမိသားလို့တင်ပြီးစကုမဆိုင်ယူသမုဒိယဖြစ်မဲ့ရဟန်းသားတော့ဖြစ်သွားပြီမို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတဲ့အမေလေးကြားတော့တင်အဝဲဝမှာတင်ဝီ